အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့စာကလေးခွေကိုအလွယ်တကူလေးလုပ်တဲ့လုပ်နည်းလေးပါကျွတ်မော့မော့လေးနဲ့တွတ်တော်လေးကိုရတာရှိပါတယ်အခုလိုမျိုးစာကလေးခွေကိုအစုံအဆက်လေးနဲ့လုပ်လိုက်တော့တရေစာတွတ်တော်လေးကိုအဆင်ပြေပါတယ်ကဲကျမရဲ့လုပ်နည်းလေးကိုကြည့်ကြရအောင်ပထမဆုံးဒီစလုံးထဲမှာပဲမုံအစိမ်းကိုဒီဇွန်းမကြီးနဲ့ငါးဇွန်းကိုထည့်ထားပါမယ်ဂရမ်နဲ့ဆိုရင်တော့300 ဂရမ်ရှိပါတယ်နော်ဒါလေးကတော့ငါးစုံမြောက်ပါပြီးရင်ကောက်ညင်းမုတ်ကိုလည်းဒီစုံမနဲ့တစုံထည့်ပါမယ်ပြီးတဲ့ခါကျတော့တကြားကိုတော့ထမင်းစားစုံနှစ်စုံစာကိုထည့်ထားမယ်ပြီးရင်စားအနေငယ်ထည့်မယ်ပြီးတဲ့ခါကျတော့စနွန်းမုတ်ကိုလက်ဖက်ရည်စုံတစ်ဝက်စာကိုထည့်ထားမယ်ရေကိုတော့400 ml ကိုထည့်ထားပါတယ်အားလုံးသမသွားအောင်လို့ကျွန်မခဏလေးမွေထားပါမယ်ဒီလုံနည်းလေးကတော့ပဲမုံအစိမ်း9ခွက်ကောက်ညမုံ1ခွက်ဆိုပြီးတော့အလွယ်တကူလေးမတားလို့ရပါတယ်အားလုံးသမသွားပြီးတော့အခဲလိုက်ရှိမနေတော့ဘဲနဲ့ဒီလိုအနေထားလေးဆိုရင်တော့ရနေပါပြီနော်ဒါလေးကိုအလွယ်တကူပဲဒီဘူးထဲမှာပြောင်းပြီးတော့ထည့်ထားပါမယ်ဒီဘူးလေးနဲ့ဆိုရင်တော့အလွယ်တကူလေးကြော်လို့ရပါတယ်နော်တကယ်လို့များကိုကဒီလိုမျိုးပုံစံမရှိဘူးဆိုရင်ရေတန်းဘူးလေးကိုအဖုံးဖောက်ပြီးတော့ထည့်ရင်လည်းရပါတယ်ဒါလေးကိုခုလိုမျိုးစီပူပူထဲမှာဒီလိုမျိုးအသားကလေးပုံစံဖော်ပြီးတော့လောင်းထည့်ပါမယ်ကဲကြည့်ပါဦးလွယ်လွယ်လေးပါနော်တကယ်ကိုအဆင်ပြေတဲ့နီးလန်းလေးပါတပတ်ပြေးသွားပြီဆိုရင်တော့ဒီကနေပြန်ပြီးတော့ပတ်လဲတဲဥအပြည့်ကိုပြန်လုပ်ထားပါမယ်ကဲခုဆိုရင်တော့ပြည့်နေပါပြီဒါလေးကိုအယောင်လေးတန်းလာတဲ့အထိခဏလေးထားမယ်အခုလိုမျိုးအယောင်လေးတန်းလာပြီးရွှေအိုရောင်လေးဖြစ်လာပြီဆိုရင်တော့ဆယ်ထုတ်လို့ရပါပြီစီစစ်ထားပါမယ်ပြီးရင်ဆယ်ထုတ်ထားမယ်ကြံနေတဲ့မုတ်သားလေးတွေကိုလည်းအခုလိုမျိုးပဲကျွန်မဆက်လက်ပြီးတော့လုပ်ထားပါမယ်အခုလိုမျိုးအလွယ်တကူလေးလုပ်လိုက်တော့တော်တော်လေးကိုအဆင်ပြေပါတယ်ကဲကြည့်ပါဦးအခုဆိုရင်တော့အကုန်လုံးပြီးသွားပါပြီချွတ်မော့မော့လေးနဲ့တော့အနံ့လေးလည်းမွေးကြိုင်နေပါတယ်ဒါလေးကိုဒီအပေါ်ကနေဖြည့်ထားမယ်ကြီးကလေးဖြစ်သွားအောင်လုပ်ပါကဲကြည့်ပါဦးချွတ်မော့မော့လေးနဲ့တော့ဒီတိုင်းစားရင်လည်းအဆင်ပြေပါတယ်ဘူးထဲမှာတင်ထားမယ်ပြီးရင်ကိုကြိတ်တဲ့အချိန်မှာစားလို့ရပါပြီကျမကတော့ဒါလေးကိုကြီးကလေးလုပ်ပြီးတော့အစုံလေးနဲ့အဆက်ကလေးလုပ်ထားချင်ပါတယ်ဒဲဦးထဲမှာစီနည်းနည်းလေးထည့်ထားမယ်စီပူလာပြီဆိုရင်တော့ငရုတ်သီးအချောက်အတောင်လေးကိုနည်းနည်းလေးထည့်ပြီးတော့လော်ထားပါမယ်ဆက်ကလေးကျရင်တော့မြင်းများထည့်လို့ရပါတယ်ပြီးရင်အနံ့လေးမွေးလေးဖြစ်သွားအောင်လို့ကရဝဲရွက်ကိုနည်းနည်းလေးထည့်ထားမယ်ကျွတ်နေပြီဆိုရင်တော့ပြန်ပြီးတော့ဆယ်ထုတ်ထားပါမယ်ပြီးရင်မီပဲလေးကိုလော်ထားပါမယ်မြေပဲလေးတွေကျွတ်မော့မော့လေးရှိနေပြီဆိုရင်တော့စောကခြေထားတဲ့စာကလေးခွေလေးတွေကိုလောင်းထည့်မယ်အားလုံးသမသွားပြီဆိုရင်တော့စောကလော်ထားတဲ့ငရုတ်သီးချောင်းနဲ့ကရဝဲရွက်ကိုပြန်ထည့်မယ်ပြီးရင်ခဏလေးနေထားပါမယ်အားလုံးသမသွားပြီဆိုရင်တော့ဇီယာနည်းနည်းလေးကိုကျွန်မထပ်ထည့်ပါမယ်ဒါကတော့ကိုလိုချင်မှထည့်ပါနော်အားလုံးသမသွားအောင်လို့ကျွန်မခဏလေးပြန်မွေထားပါမယ်အခုလိုအားလုံးသမသွားပြီဆိုရင်တော့ဒါလေးကိုအေးခံထားပါမယ်အခုလိုမျိုးအစုံလေးနဲ့ဆက်ကလေးနဲ့လှုပ်လိုက်တော့ပို့ပြီးတော့စားလို့ကောင်းပါတယ်နော်အေးနေပြီဆိုရင်တော့ဘူးထဲမှာထည့်မယ်လီလုံအောင်ပိတ်ထားမယ်ဆိုရင်တော့ကိုလိုချင်တဲ့အချိန်မှာအချိန်မရွေးတည်စားအနေနဲ့စားလို့ရပါတယ်တကယ်ကိုအဆင်ပြေတဲ့နီးလန်းလေးပါတစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်အလွန်ကိုအရသာရှိပြီးတော့လွယ်ကူတဲ့နီးလန်းလေးပါနော်အခုလိုကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်